ကွာရှင်းထားတာ၄နှစ်ရှိပြီဖြစ်တဲ့ဇနီးဟောင်းမှာအသက်၄နှစ်အရွယ်သမီးလေးတစ်ယောက်ရှိနေတာကိုအမျိုးသားဖြစ်သူကတွေ့ရှိသွားပြီးအလွန်ပဲအံ့ဩတုန်လှုပ်သွားခဲ့ရတယ်။ကလေးမလေးရဲ့မျက်နှာသွင်းပြင်ကသူနဲ့ဆင်တူနေတာကြောင့်ကွာရှင်းစုပ်ကဇနီးဟောင်းဟာသူတို့ရဲ့ကလေးကိုဖြစ်မချခဲ့ဘူးဆိုတာကိုသူစတင်တန်တရားဝင်လာခဲ့တယ်။မိခွန်းတွေအပြည့်နဲ့သူဟာချက်ချင်းသွားပြီးမမေးမြန်းခဲ့ပဲဇနီးဟောင်းအလုပ်လုပ်နေတဲ့ကုမ္ပဏီကိုငွေအမြောက်များသုံးပြီးဝယ်ယူလိုက်တာအဖြစ်မှန်ကိုဖြည်းဖြည်းချင်းစုံစမ်းဖို့ပြင်ဆင်ခဲ့တယ်။ဒါပေမဲ့လွန်ခဲ့တဲ့၄နှစ်ကကွာရှင်းဖို့တောင်းဆိုခဲ့တဲ့သူမရဲ့ရက်စက်မှုကိုတွေးမိတိုင်းစိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်ခဲ့တာကြောင့်အလုပ်ကိစ္စကိုအကြောင်းပြပြီးသူမကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တယ်။ကိုယ့်ရဲ့အတွင်းရေးမှုကနောက်ကြောင်းရှင်းရမယ်။မှတ်တမ်းတွေအရမင်းကွာရှင်းထားတယ်လို့သိရတယ်။အကြောင်းရင်းကဘာလဲလို့သူကမေးလိုက်တယ်။လင်မယားဘဝအဆင်မပြေလို့ပါလို့သူမကပြန်ဖြေခဲ့တယ်။ကလေးရောရှိလာလို့သူကထပ်မေးလိုက်တယ်။မရှိပါဘူးလို့သူမကညင်းလိုက်တယ်။ကောင်းပြီလို့သူကပြောလိုက်တယ်။သူမစီကနေအသုံးဝင်တဲ့စကားတစ်ခုမှမထွက်လာတာကိုမြင်တော့သူ့ရုံးခန်းပေးမှာပဲဇနီးဟောင်းကိုအလုပ်ချထားပေးလိုက်ပြီးဒီလိုနည်းနဲ့သူမရက်ရက်ဆက်ဆက်ထွက်သွားခဲ့တဲ့အကြောင်းရင်းမှန်ကိုဖြည်းဖြည်းချင်းစုံစမ်းဖို့လှုံ့ဆော်ခဲ့တယ်။ဒါပေမဲ့တနေ့မှာတော့ဇနီးဟောင်းနဲ့လုပ်ဖို့ကင်ဖက်တို့ပြောနေတဲ့စကားတွေကိုသူမတော်တဆကြားသွားခဲ့တယ်။ချောင်ရှိရုံးစင်းတော့မယ်နော်။ညနေတွေ့ရမယ်မျက်မမြင်ချင်းတွေ့တဲ့သူကအရန်ချောတယ်ဆိုလို့လုပ်ဖို့ကင်ဖက်ကမေးလိုက်တယ်။မစိုးပါဘူးလို့သူမကပြန်ဖြေတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါတဝန်တို့စိတ်တွေပေါက်ကွဲထွက်လာပြီးသူချက်ချင်းပဲထွက်လာခဲ့တယ်။အတွင်းရေးမှုချောင်အပေါ်တက်ပြီးကော်ဖီတစ်ခွက်လာပို့ပေးပါလို့သူကခိုင်းစေလိုက်တယ်။ဇနီးဟောင်းကလည်းခိုင်းစေချက်ကိုမငင်းဆန်နိုင်တာကြောင့်ကော်ဖီခွက်ကိုကင်ပြီးသူ့ရုံးခန်းထဲကိုဝင်သွားခဲ့ပေမဲ့အမျိုးသားကကော်ဖီတောက်ချင်လို့မဟုတ်ပဲသူမကိုရုံးမှာဆက်နေစေချင်တဲ့အကြောင်းပြချက်နဲ့တမင်တက်တက်လုပ်နေတယ်ဆိုတာကိုသူမလုံးဝထင်မထားခဲ့မိဘူးလို့သိရတယ်။ဒီအစီရင်ခံစာမှာအမှားတွေပါနေတယ်။ပြန်စစ်ပြီးရင်ကိုပြန်ပေးလို့သူကပြောလိုက်တယ်။တထေးရှန်ကျမမနှက်ပြန်မပေးလို့ရမလားလို့သူမကမေးတဲ့အခါချောင်ရှိအလုပ်မပြီးဘဲနဲ့တော့ကုမ္ပဏီကနေခြေတလန်းတောင်ထွက်ဖို့မစူးစားနဲ့ချင်းတွေးဖို့သွားချင်နေတာလားအိမ်မက်တာမလိုက်တော့လို့သူကဒေါသတကြီးပြောလိုက်တယ်။ဒါပေမဲ့သူ့ကိုအံ့ဩသွားစေတာကဇနီးဟောင်းရဲ့အလုပ်လုပ်နိုင်စွမ်းကအရန်ကိုထက်မြက်နေပြီးအချိန်တိုအတွင်းမှာပဲအချက်လက်အားလုံးကိုပြင်ဆင်ပြီးစီးသွားတာကိုမြင်လိုက်ရတယ်။အမျိုးသားဖြစ်သူကလည်းတားဆီးဖို့တင့်တော်တဲ့အကြောင်းပြချက်မရှာနိုင်တော့တာကြောင့်သူမကိုကုမ္ပဏီကနေထွက်ခွာခွင့်ပြုလိုက်ရတယ်။ဒါပေမဲ့ဇနီးဟောင်းချင်းတွေးတဲ့နေရာကိုရောက်ပြီးမကြခင်မှာပဲသူပါနောက်ကနေလိုက်သွားခဲ့ပြီးစီးပွားရေးကိစ္စနဲ့ဧည့်ခံပွဲရှိတယ်လို့လိန်ညာကသူမကိုသူနဲ့သူလိုက်ခဲ့ဖို့ပြောခဲ့တယ်။တထေးရှန်အခုကရုံးစင်းချိန်ရောက်နေပါပြီလို့သူမကပြောလိုက်တယ်။အတွင်းရေးမှုစီးမြောက်အပိုက်9စီကန်းချက်နှစ်အရာတထေးရုံးစင်းတဲ့အချိန်ကအတွင်းရေးမှုရုံးစင်းရမယ့်အချိန်ပဲမင်းကိုပြန်နှွေးပေးရအောင်မလားလို့သူကပြန်ပြောလိုက်တယ်။ပြီးတော့ဇနီးဟောင်းရဲ့ညှဉ်းဆန်မှုကိုဂရုမစိုက်ပဲသူမကိုပွေ့ချပြီးအပြင်ကိုထွက်သွားခဲ့တဲ့အတွက်ချင်းတွေးတဲ့သူကပါဒီမြင်ကွင်းကိုကြည့်ပြီးစက်တေသွားခဲ့ရတယ်။နောက်တစ်နေ့မှာတော့တီးမခံနိုင်တော့တဲ့ဇနီးဟောင်းကအလုပ်ထွက်ခွင့်တောင်းခဲ့ပေမဲ့အမျိုးသားကကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်လို့အေးအေးဆေးဆေးပဲစာချုပ်တစ်စောင်ကိုထုတ်ပြလိုက်တယ်။အလုပ်ထွက်ချင်ရင်ထွက်လို့ရတယ်။လွန်ခဲ့တဲ့6လကတက်တန်းတိုးထားတဲ့ဒီစာချုပ်ကိုအရင်ဖတ်ကြည့်လိုက်ဦးလို့သူကပြောလိုက်တယ်။တစ်ဖက်သက်အလုပ်ထွက်ရင်ရော်ချင်းငွေယွမ်တန်း20တဲ့လားရှမ်ပေချန်ရှင်တကယ်အောက်တန်းကြတဲ့အရင်ရှင်ပဲလို့သူမကဒေါသတကြီးဟောပြောလိုက်တယ်။ဇနီးဟောင်းထပ်ပြီးချင်းတွေ့မှာကိုတားဆီးဖို့အတွက်သူမကိုနိုင်ငံခြားမှာရှိတဲ့ရုံးချုပ်ကိုခေါ်သွားဖို့သူစီစဉ်လိုက်တယ်။ဒီစကားကိုကြားတဲ့အခါဇနီးဟောင်းကချက်ချင်းပဲသဘောတူလိုက်ပေမဲ့သူမဘက်ကစီကံချက်တစ်ခုတော့တောင်းဆိုခဲ့တယ်။နေ့လယ်ဘက်မှာတနာရီလောက်ခွင့်ယူခြင်းနဲ့ညပိုင်းမှာပဲတင်မောဘော်ကအိတ်ခံပွဲကိုအတူတူလိုက်ပေးနိုင်မယ်လို့သူမကပြောလိုက်တယ်။ရတယ်လေလို့သူကခွင့်ပြုလိုက်တယ်။ဒါပေမဲ့သူမကချင်းတွေ့တဲ့သူနဲ့တွားတွေ့ဦးမယ်လို့ထင်ပြီးသူကချက်ချင်းတတိထားမိသွားကကားဆရာကိုသူမနောက်ကနေတိတ်တဆိတ်လိုက်ကြည့်ဖို့ခိုင်းစေလိုက်တယ်။မထင်မှတ်ပဲသူနဲ့ရုပ်ချင်းစင်တူတဲ့ကလေးမလေးကိုထပ်တွေ့လိုက်ရပြီးမျက်စိလေးနဲ့ကလေးမလေးကလည်းသူ့ကိုချက်ချင်းပဲလှမ်းမြင်သွားခဲ့တယ်။ချုံမောတဲ့ဖေဖေဒီကိုဘလို့ရောက်နေတာလဲလို့ကလေးမလေးကမေးလိုက်တယ်။ချောင်ရှိမင်းကကလေးကိုခိုးမွေးထားတာပဲလို့အမျိုးသားဖြစ်သူကအံ့ဩတကြီးနဲ့ပြောလိုက်တော့တယ်။